မြေပဲလောမြေပဲလောမြေပဲလောအမလေးရှင်းလို့ဖတ်တော့နေဝေးပြီဟမ်အော်ဖတ်တော့မစားရပါဘူးခေါင်းမကွဲတော့မယ်ဆောင်းစားစီတပွဲချမယ်နိုင်လို့ရှိရင်မဝေးတယ်တော့မရအဲ့ဒီလိုတဲ့ခါကျမှ surprise ဆိုပြီးထည့်လိုက်ဆောင်းစားစီဝယ်ပေးကြပါလားတမီးမင်းတဲ့ဝယ်ပေးမယ်ဆိုရင်တော့တိုင်းမနေဘူးကဲဒီတစ်ခါလို့သူများအိမ်ကိုလာပြန်ပါပြီဒီနေ့မစ်ရှင်ကတဲ့အချိန်တနာရီအတွင်းမှာလက်ဖက်တုံးမှာပါဝင်တဲ့ပစ္စည်းတွေကိုလိုက်ရှာပြီးတော့လက်ဖက်တုံးစားရမယ်လွယ်တယ် easy 10နိုင်ခွဲကွက်တိပဲနော်17ခွဲကြရင်ပြီးမယ်ကဲတော့ဒီမှာလက်ဖက်တုံးမှာပါဝင်တဲ့ပစ္စည်းတွေအမျိုးမဲ့တွေ ready နော် go ဟာဟေးဘာလဲဒီမစ်ရှင်နိုင်လို့ရှိရင်တမျိုးဒီအိမ်ဝယ်ပေးမှာလားဟာမိုက်တယ်ဗျာအဲ့ဒါ10နိုင်ခွဲမှာစောက်ပါပြီအဲ့ဒီမှာစတွေ့ပြီမရအဲ့လောက်လွယ်လွယ်လေးဘာလို့ထားရတာ2 seconds later ဟလာလွယ်လိုက်တာဆိုမှဘာမှမပါပါဘူးကဲအဲ့တော့ဂျင်းမိသွားပါပြီတစ်ခါတော့ကြဘာခက်လို့လဲဟိုထက်ဒီထက်နဲ့အကုန်လုံးနေလိုက်ရင်ပြီးပြီမရှင်စားရတဲ့အချိန်မှာအဲ့လောက်ကြီးခက်ခဲမယ်လို့မထင်ဘူးဘာဖြစ်လဲဆိုတော့တွေ့မယ်လို့တော့ထင်တာဟဲ့မိုက်တယ်ပြလာတယ်တော့သူလည်းမသိဘူးဩငါပဲစမောင်းမြဘာထင်လို့လဲဘာရမလဲမသိဘူးနောင်တလားမသိဘူးဟလာပဲပတ်တယ်မလိုက်တာမလို့တော့ပါဘူးလေတအိမ်တော့ဖြူနေရောလေသိရမလားရှားတာခက် Will you be mine ပြောင်းနေမယ်လို့တော့မထင်ဘူးပေါ့နော်ဟောဒီပါတကယ်ရှားတဲ့အချိန်မှာမော့စီတေးတေးလေးဆိုရှားတာတော်တော်မျက်စိရှမ်းတယ်နော်နဲ့ရပါပါပြီအဖေနောက်တစ်နေ့သွားရှာမယ်ဒီခန်းထဲမှာတော့တစ်ခုလောက်ပဲဖွက်လောက်မယ်ထင်တာပဲတစ်နေ့မှာတစ်ခုလောက်ပဲသူဖွက်လောက်ပါတယ်အိမ်နာထဲမှာအော်ဒီမှာအဲ့ဒါတော့ကင်မရာမန်ပြောတာကင်မရာမန်အဲ့လိုလုပ်ပြကင်မရာမန်ကလည်းဗလာကြီးအစားတော့ဗလာမပါဘူးလို့ထင်တာပြီးလည်းပြောပထမဆုံးကင်လိုက်ကြတဲ့ဗလာကြီးကသွားကြဒါလည်းအော်ဒီမှာစက်သွန်ဖြူတဲ့စက်သွန်ဖြူရပါပါပြီရှင်ကိုပဲကြံတော့တယ် let's go အိမ်လေးဝယ်ပေးပါလားကိုနဲ့နေခြင်းလို့ဟဲ့ဒီမှာခန်းတော့လမ်းလိုက်တာမှန်ကြီးကိုမျက်နှာကိုပြမြည်ပြီးလန့်သွားတာဟုတ်ကမြည်ရမှာဆိုင်လိုက်နေရရမ်းလွယ်တယ်ဘာဖြစ်လဲဆိုကျမဘလောက်မျက်စိရှက်ရှက်အနောက်ကင်မရာမန်တွေကမရှမ်းဘာကိုရိုက်လိုက်တာလဲမောင်လေးကဘာလဲဟောဒီမှာသူတို့ကင်မရာကိုပြချင်တာဒီမှာတွေ့လားဆိုတော့ပြချင်တာဒါပေမဲ့အဲ့ဒါကိုတမပြင်မြင်တော့လွယ်တယ်ဖလားဒီကင်မရာမန်ယုံစားလို့မရအောင်သုံးစားလို့မရအောင်အဲ့ဒါလိုက်ရှာနေနေဘာကိုသတိထားမိလဲဆိုအခန်းတွေကိုဝင်လိုက်တဲ့အခါကျလို့ရှင်လေဟဲ့ဒီလေးလိုချင်လိုက်တာဆိုတာမျိုးဖြစ်သွားတယ်ကွာပြီးတော့သူတို့နေရန်ကတ်လုပ်ပေးတာလေးတွေလည်းသဘောကျတယ်အခန်းတိုင်းမှာ master bedroom နဲ့လုံးဝကြဲကြဲလေးနဲ့မှန်လေးနဲ့လုပ်ပေးတာလေးကိုဒါသဘောကျတယ်ဝယ်ပေးကြပါလားတမီးပြည့်တဲ့ဝယ်ပေးမယ်ဆိုရင်တော့တိုင်းမနေဘူးဒါမသိဘူးဂျင်နဲ့တူတယ်နော်ဗလာဘနှစ်ခုထည့်တာလေအမကောင်မတော့မှတ်မိရဒါလေးကထက်ကိုလေးလိုမျိုးလေးကလောဟိုတယ်လို့ဘာလို့နော်အော်ဒီမှာဒါလက်ဖက်နော်အဓိကမင်းသမီးလာပြီအဲ့တော့3ခုရပါပြီဆိုတော့ခေါ်ပဲကျန်တော့10ခုပဲကျန်တော့မယ်ပြောတောင်းဗလာလားမသိမုံပစွန်ကြာဒါလည်းမိန်းပဲဒါခုနကကျလက်ဖက်ကကျတော့မင်းသမီးဒါကကျတော့မင်းသားနောက်ဆိုဒီထပ်ပိုခတ်တဲ့မရှင်လေးစဉ်းစားပါဟွာကလောမှာမြန်မာနိုင်ငံဘာရှင်းဖြစ်ဟိုအချင်းဘလောက်ရှိပါအော်ဒီမှာစီဒါဇလိုက်အရန်မမလေးလဲစိတ်ညစ်တယ်မတွေ့တော့ဒုက္ခပဲဟာပြောငရုတ်သီးစိမ်းငရုတ်သီးစိမ်းဟို6မျိုးရပါပြီဒီမှာရမ်းလွယ်တယ်ကွာလာကြီးတယ်လာမဟုတ်မြေပဲလော17တဲ့ခုနှစ်ကိုနောက်ခုံပြီးတော့8 9 10 17 4ခုကြံသေးတယ်4ခုပဲကြံတော့တာနော်ဒါလားဟုတ်ပါဘူးကြောက်ခဲကြီးအဲ့တောင်အိတ်ချင်လာပြီပင်ပန်းသွားလို့ဟောဒီမှာမီးဖို့ကြောင်ရောက်သွားတာမိုက်တယ်နော်ဒီမှာ
ဟောဒီမှာဖလားပဲမဲပေါက်စားတဲ့ဟာလေအဲ့ဒါတွေဒါရောင်းစားလို့ရှိရင်တတေးဖြစ်မှာလို့ producer ကိုပြောပေးလိုက်မိုက်မှမြတ်တက်ထားလို့လားဟုတ်လားဒီနားလေးလေးရှာကြည့်တာကိုဒီနားမရှာဘူးအော်ဒီမှာပဲလုံးကျော်တဲ့အဲ့တော့သုံးခုပဲကျန်မှာတော့တယ်လာပေါ်ပြန်တက်မယ်ကွယ်ကျမတို့ကလောက်သွားပါပြီရှင်ရှူဟေးအမလေးရှူလို့ဖတ်တော့နေဝေးပြီငါဖတ်တော့မစားရပါဘူးခေါင်းမကွဲတော့မယ်ဆောင်းစားစီတပွဲကြမယ်နိုင်လို့ရှိရင် မဝေးတဲ့တော့ မရအဲ့ဒီလိုတွေခါကြမှာ surprise ဆိုပြီးထည့်လိုက်ဆောင်းစားစီဒီမှာတော်ရုံဒုက္ခပေးချင်တာမဟုတ်ဘူးနော်သူတို့ကအညိုးနဲ့ပဲချမ်းကြော် okay နှစ်ခုပဲကျန်တော့တယ်ဒီမှာတမ်းပြရသည်တစ်ခုပဲကျန်တော့တယ်24ဆို6မိနစ်ပဲကျန်တော့တာဒီမှာမျက်မှန်တက်လာတာအဲ့ဒါတွေကိုသိလို့ဒါလည်းဗလာပဲမျက်မှန်တက်လည်းဗလာပဲ9မိနစ်ထက်ရှင်ပြီမရတော့9မိနစ်ပဲ 2 seconds later. ချိန်9မိနစ်ပို့ပေးထားပါတယ်တဲ့ဒီမှာနောက်တစ်ခုဒါတွေဘာလို့အဝင်တော့မမြင်ခဲ့ရလဲမသိဘူးနော်ဗလာပဲဘိုက်စာနေပြီဒီမှာတွေ့ပြီဗလာကြီးပါဆိုမဟုတ်ဘူးကျသွန်ကြောတွေ့ပြီပြီးတော့ပြီနိုင်သွားပြီတော့ဆိုယေးတော့အောင်မယ်တောက်ပြီဗျာလက်ဖက်တုတ်တာများဘာခတ်လို့လဲပေါသွားတာရောက်ပြီရောအမလေးခါပါညောင်းတယ်ကောင်းမောက်ပါတယ်လက်ဖက်တွေကြီးပဲစားရစပွဲလည်းမကောင်းနေဘူးကောင်းကြောင်ညကောင်းပဲလက်ဖက်ကြီးကဖမ်းတာမဒါတော့ဆိုနိုင်တယ်လို့သတ်မှတ်တယ်မလားပြေးလိုက်ပါမယ်โอเคညောင်းပါပြီဆိုတော့လက်ဖက်တုပ်လေးတုပ်ပြီးသွားပြီဆိုတော့လက်ဖက်တုပ်တူစားဖို့ TMT ရဲ့ညီမလေးကိုခေါ်ထားပါတယ်ပြီးတော့နည်းနည်းလေးဒီရင်ကြောင်းနည်းနည်းဆက်စုမယ်ပေါ့နော်ဘာမှမရှင်လုံးနေနဲ့စိတ်ဝင်စားပါလို့ဒါဒီဈေးလေးလောက်ရှိတယ်5000ခွဲဟုတ်တယ်မပါချင်းပေးလိုက်မယ်ပေးမစားဘယ်လိုဆို3ခန်းပါတယ်အခန်းနဲ့တော်တော်ကျယ်ကားပါကင်ကျယ်ချမ်းကျယ်ပြီးတော့ငြိမ်သက်တဲ့ရက်ွက်ဆိုတော့အဲ့တော်တော်နားအေးရယ်အင်ဗာတာလည်းတွေ့ဟုတ်တယ်ပါတယ်အပေါ်ကကြတော့ဟိုမျိုးကလောဆန်ဆန်ဟုတ်တယ်ဘန်ဂလိုဆန်ဆန်လေးဟုတ်တယ်အခုအိမ်မှာကိုနေနဲ့ကလောဘက်ကိုရောက်သွားမှာပေါ့လက်ဖက်တော့ကောင်းလားကောင်းတယ်ဟုတ်ပါမလားတကယ်ကောင်းတယ်လုံးဝမတိဘူးလုံးဝမတိဘူးလက်ဖက်တော့မဟုတ်ပါစားမှာပေါ့ဒီအိမ်ရှိရပါတော့အရှိကိုဆိုလို့ရှိရင်52ပေရှိပြီးလို့ရှိရင်အနောက်ကကျတော့56ပေဘေးနှစ်ဖက်ကကျတော့85နဲ့84ဒီနောက်ဘက်ဒီမှာဆိုလို့ရှိရင်လဲ Lowry Road နေပါရှိရောအဝိရှော့ဆက်တွေအပြင်မှာခွဲထုတ်လာလို့ရရကွာဒီမှာဆို Main Road လည်းပါတယ်လေခုနကဟိုခန်းလေးဆို Main Road လေးဟုတ်တယ်တန်တယ်ဒီဇိုင်းလည်းမစိုးဆွဲဟာစောက်ထားတာပုံစံမျိုးအိမ်ကြီးရပါတော့3,500ခွဲနဲ့ရောင်းပါပါအဲ့တော့ညှိနှိုင်းလည်းရှိပါသေးရဲ့အဲ့တော့9,000ခွဲလည်းရောချင်လည်းရောမှာပေါ့နော်အဲ့တော့ဒီအိမ်လေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်ညီမတို့ရဲ့ DMD Facebook page ကိုလည်းလာပြီးတော့စုံစမ်းမေးမြန်းနိုင်တယ်မဟုတ်ဘူးဖုန်းဆက်ချင်တယ်ဆိုလို့ရှိရင်399264 ကိုလေးလုံး80 399264 ကိုလေးလုံး80 399664 ကိုလေးလုံး80ကိုဆက်ပြီးတော့စုံစမ်းပြီးမေးမြန်းနိုင်ပါတယ်တော့ဘေးကနေပြောတယ်နေချင်းမဲ့တော့ဘာလို့စားလဲဟိုင်းဝါပြီးရောတဲ့အဲ့တော့ဒီနေ့ဗီဒီယိုလေးကလည်းဒါ TMT နဲ့ collab လုပ်ပြီးတော့ရေရှင်တို့ဗီဒီယိုနဲ့အတူတူတင်ဆက်ပေးသွားတာပါအဲ့တော့အင်ချမ်းမြေအကြောင်းကိုသိချင်တယ်ဆိုလို့ရှိရင် TMT ရဲ့ Facebook page လေးမှာလည်းတွားရောက်ပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်ကဲတော့ဒါနောက်ဆုံးဘာပြောချင်လဲဆိုလို့ရှိရင်တော့ဒါ comment ထဲမှာပေါ့နော်ဟိုလေးလုပ်ပေးပါတရားလေးလုပ်ပေးပါဆိုပြီးတော့မှတ်နာတာတွေတော့တွေ့တယ်ဒါပေမဲ့အဲ့ဒါတွေလည်းလုပ်ပေးဖို့အတွက်အတက်နိုင်ဆုံးစူးစမ်းနေပါတယ်ဒါပေမဲ့ခဏလေးတော့စောင့်ပေးကြပါလို့ပြစ်တိုက်ရခံချင်ပါတယ်